တင်ဟာလမ်းမပြီးရွာတဲ့ရောက်သွားတယ်ဆိုပါစို့အဲ့ဒီရွာမှာရှိသမျှလူတိုင်းကတင်းကိုကြည့်ပြီးပြုံးနေကြပဲမလဲဘသူမှစကားမပြောကြဘူးဆိုရင်တင်ဘာဆက်လုပ်မလဲတပ်ပုံစရာကိုမင်းဟာကရင်ပြည်နယ်ကတောနတ်တကူထဲမှာလမ်းပြောင်ရင်တုံညအရွာလို့ခေါ်တဲ့နေရာလေးကိုမတော်တဆရောက်ရှိသွားခဲ့ပါတယ်ရွာကလေးကအေးချမ်းလာပါတယ်ရှေးအောင်အိတ်လေးတွေရဲ့လှပတဲ့ပန်းကင်းကြီးတွေရဲ့ပေါ့ဒါပေမဲ့ကိုမင်းတကူတတိထားမိတာကဒီရွာထဲမှာငှက်အော်တန်းတော့မကြားရပဲထူးဆန်းစွာတိတ်ဆိတ်နေတာပါပဲကိုမင်းဟာရွာလေကအိမ်အိုကြီးတအိမ်ထဲမှာခေတာနာဟုဝင်လိုက်ပါတယ်အဲ့ဒီမှာတက်ကြီးရွယ်ကိုအဖွားကိုတယောက်ကသူ့ကိုရေးတယ်ခွက်လာတိုက်ပါတယ်ကိုမင်းကကျေးဇူးတင်စကားပြောလီအချင်းကိုကြည့်လိုက်တော့သူ့လက်ပတ်နိုင်ကရပ်နေတာကိုတွေးလိုက်ရပါတယ်ရွာသားပြီးအားလုံးဟာအလုတ်တစ်ခုကိုပဲထပ်ခါတလဲလုံနေကြတာပါကလေးတွေကတနေရာထဲမှာပဲပြေးသွားနေကြပြီးလူကြီးတွေကလည်းလဲခွင်းထဲမှာပုံစံမပြတ်ပဲအလုတ်လုံနေကြပါတယ်ကိုမင်းကရွာထဲကနေပြန်ထွက်ဖို့ကြိုးစားပေမဲ့သူဘလောက်ပဲဝေးရှောက်ရွာလေကအိမ်အိုကြီးရှေ့ကိုပဲပြန်ရောက်လာပါတယ်မင်းဒီကနေထွက်လို့မရတော့ဘူးတွန်းကြီးနေကတန်တစ်ခုကြောင့်ကိုမင်းလန့်ကျက်သွားပါတယ်အဲ့ဒါကခုနကရေတိုက်တဲ့အဖွားကိုပါအဖွားကပြောပြတာကတော့ဒီရွာဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ခန့်ကအချိန်စကွင်းထဲမှာပိတ်မိနေလာဖြစ်ပြီးဒီထဲကိုရောက်လာတဲ့ဒူမန်တမဟာအပြင်လောကကိုပြန်လို့မရတော့ပဲအချိန်တွေနဲ့အတူရပ်တန့်သွားရတယ်လို့ဆိုပါတယ်ရွာသားတွေရဲ့အပြုံးတွေနောက်ွယ်မှာကြောက်ရွံ့မှုတွေရှိနေတာကိုကိုမင်းမြင်လိုက်ရပါတယ်သူတို့အားလုံးဟာတေချင်းတရားကိုတော့ခံစား권မရှိပဲသာဝရပိတ်မိနေကြတာပါကိုမင်းဟာမျိုးလင်းချက်မကုန်ပဲလွတ်လန်းကိုရှာပါတယ်အဖွားကလူ့ဘက်ချက်တစ်ခုကိုပြောပြပါတယ်ဒီရွာကနေလွတ်ချင်ရင်မင်းရဲ့အဖိုးတန်ဆုံးအရာတစ်ခုကိုဒီမှာထားခဲ့ရမယ်တဲ့ကိုမင်းဟာစဉ်းစားလိုက်ပါတယ်သူ့မှာပါလာတာကကင်မရာတစ်လုံးရဲ့သူ့မိသားစုဓာတ်ပုံလေးတစ်ပုံရဲ့ပဲရှိပါတယ်သူဟာမျက်ရည်တွေကိုထိန်းရင်သူ့အတွက်အသက်နှမြအရေးကြီးတဲ့အမတ်တရားတွေပါတဲ့မိသားစုဓာတ်ပုံလေးကိုရွာလဲကတစ်ပင်ကြီးအောင်မှာမြုပ်နှံလိုက်ပါတယ်အဲ့ဒီနောက်သူ့မျက်လုံးတွေကိုမှိတ်ထားပြီးနောက်ကိုလှည့်မကြည့်ပဲအမြန်ဆုံးပြေးပါတော့တယ်သူပြန်နိုးလာတဲ့အချိန်မှာတော့တောဆက်ကလမ်းမကြီးဘေးမှာလဲရောက်နေတာကိုတွေ့လိုက်ရပါတယ်သူလက်ပတ်နိုင်ကပြန်လဲပတ်နေပါပြီသူဟာတုံညက်အရွာကိုပြန်ရှာပေမဲ့ဘလို့မှရှာမတွေ့တော့ပါဘူးသူ့လက်ထဲမှာတော့ကင်မရာပဲကျန်ခဲ့ပြီးမိသားစုတပ်ပုံလေးကတော့ပျောက်ဆုံးသွားခဲ့ပါပြီအချိန်ဆိုတာဟာတန်ဖိုးရှိမှန်းသူအဲ့ဒီတော့မှပိုတိသွားခဲ့ပါတယ်တခါတလေငါတို့ပိုင်ဆိုင်တဲ့အချိန်တွေဟာလွတ်မြောက်ဖို့အတွက်ပေးဆက်ရတဲ့တန်ဖိုးလည်းဖြစ်နိုင်ပါတယ်